periodic properties တွေအကြောင်းပြောခဲ့တယ်အဲ့ဒီမှာနော်ခေါင်းစဉ် A လေးဖြစ်တဲ့ metallic နဲ့ non-metallic character တွေအကြောင်းပြောခဲ့ပြီးပြီခုဒီနေ့ကျတော့ electronegativity တွေပြီးလို့ရှိရင် size တွေနောက်ပြီးလို့ရှိရင် ionization energy electron affinity ဒီလိုပြပြပေးမှာဖြစ်ပါတယ်size အကြောင်းပြောမယ်ပေါ့နော် size ဆိုတဲ့အခါမှာဒီ periodic table ကြီးကိုကြည့်ပြီးတော့မှဒီ atom လေးတွေရဲ့ size လေးတွေကိုသိနိုင်တယ်ပေါ့နော်အဲ့တော့ atomic size ဆိုတာဘာလဲ atomic size ဆိုတာကနော် atom အရွယ်အစားကိုပြောတာနော်အဲ့တော့အဲ့ atom အရွယ်အစားကိုဘာနဲ့ဖော်ပြလဲဆိုဟောဒီအချင်းဝက်လေးနဲ့ဒါဆိုစက်ဝိုင်းလေးထားပါနော်အဲ့စက်ဝိုင်းလေးမှာဒီမှာအလဲကောင်မှာဗဟိုလေးထားပါအဲ့ဒီအချင်းဝက်နဲ့သူကဖော်ပြတယ်ဒီမှာဆိုတာဒီ align နော် align group number 1နဲ့မှာနော် align ဆိုလို့ရှိရင်ပြင်မဆုံးဘယ်လမ်းမှာ electron တစ်လုံးဒီမှာသူက electron အလုံး3လုံးရှိရပါတော့ first share ထဲမှာ2လုံး second share ထဲမှာ1လုံး na ဆိုလို့ရှိရင်လည်း first share ထဲမှာ2လုံး second share ထဲမှာ6လုံး third share ထဲမှာ1လုံး 2.8.1 ဒါဆိုရင် 2.1 ဒါဆိုလို့ရှိရင် 2.8.8.1 ဆိုပြီးတော့မှ19 potassium ဆိုပြီးတော့မှအဲ့တော့ခြေတို့ကဒီ periodic table ကြီးကိုကြည့်ပြီးတော့မှဒီမှာဆိုလို့ရှိရင်ဟလာဒီ group 1မှာဆိုလို့ရှိရင်ကွာgroup 1မှာဆိုရင် hydrogen ဒီ1နော် lithium ဒီ3 align ဒီ2.1 Na ဒီ2.8.1 11 Na potassium ဒီ2.8.8.1 ဆိုပြီးတော့မှရှိတယ်။အဲဆိုဒီ group 1ထဲမှာရှိတဲ့ element လေးတွေဒီဘာလေးတွေနဲ့စုံလဲ1လေးတွေနဲ့စုံတယ်။သူကအဲ့လိုစီစဉ်ထားတာ periodic table ကြီး group 2ကိုကြည့်လိုက် group 2ဆိုလို့ရှိရင် 2.2 နော်ဒီမှာဆိုလို့ရှိရင် Mg12 magnesium ဆိုလို့ရှိရင် 2.8.2 ဒီမှာဆိုရင် calcium ဆိုရင် 2.8.8.2 ဆိုပြီးတော့မှသူတို့ဒီ group 2လေးတွေဒီနောက်ကနော်အပြည့်မဆုံး share ထဲမှာ valency 2လေးတွေနဲ့ဆုံးတယ် group 3ကိုကြည့်လိုက် group 3ဆိုလို့ရှိရင်လည်းအဲ့လိုပဲ boron 5 boron ဆိုတော့ 2.3 ဒီမှာ13 aluminum ဆိုရင် 2.8.3 နဲ့ဆုံးတယ်နော်အဲဆိုရင် group 3ဒီနောက်ဆုံးမှာဗာလေးနဲ့ဆုံးလဲ3လေးတွေနဲ့ဆုံးတယ် carbon 6 carbon 6 carbon ဆိုလို့ရှိရင်လည်းအဲ့လိုပဲ 2.4 ဒါ group 4ဆိုပြီးတော့မှဒီနောက်ဆုံးက Cherokee properties တွေနဲ့ဒီ exercise လေးမှာလည်းပဲပြောခဲ့ပြီးသားပါဒီမှာနောက်မှာ4လေးတွေနဲ့ဆုံးလဲဆိုလို့ရှိရင်ဒီမှာဆိုရင် 2.8.14 silicon ဆိုတဲ့အတွက် 2.8.4 ဆိုပြီးတော့မှဒီမှာ group 4ဒီလေးလုံးလေးတွေနဲ့ဆုံးတယ်ဒီမှာဆိုလို့ရှိရင် group 5 group 5ဆိုလို့ရှိရင်လည်းအဲ့လိုပဲ7เนาะ7 nitrogen ဖြစ်တဲ့အတွက်2တော့ဘာဖြစ်မှာလဲ5 5နဲ့ဆုံးမယ် p phosphorus 15ဆိုတဲ့အတွက်2.8.5ဒါဆိုရင်5လေးတွေနဲ့ဆုံးတယ် group 6လည်းဒီလိုပဲ2.6 2.8.6 group 7ဒီ2.9 fluorine ဆိုလို့ရှိရင်လည်းအဲ့လိုပဲ2.7ဒါ group 7နေပါเนาะ chlorine ဆိုရင်လည်းပဲ17 chlorine ဖြစ်တဲ့အတွက်2.8.7အောက်မှာ chlorine bromine ion တွေအဲ့ဒါကြီးလည်းအကုန်လုံးဒီဒါ7နဲ့စုံလို့เนาะ group 7ဆိုပြီးတော့မှသူကဖြစ်သွားအဲ့တော့ဒီမှာ group 0ဒီကြည့်လိုက်သူ့မှာဘာနဲ့စုံလဲဆိုရင် helium ကကြတော့သူကနှလုံးနဲ့တည်မြဲသွားတယ်ဒီမှာ neon ကကြ10ဆိုတဲ့အတွက်2.8သူ့ရဲ့သူတို့ဒီ sorry noble gas တွေရဲ့နော်ဒီ electron structure ကဘာလဲဆိုရင်2.8.8သူ့ရဲ့အပြင်မဆုံးပတ်လည်မှာသူတို့ကရှစ်လုံးနေနဲ့တည်မြဲနေတာအဲ့ဒီအတွက်သူတို့ဒီ electron တွေဒီတကယ်တဲ့ outer root အရာဆိုရင် electron အပြင်မဆုံးပတ်လည်မှာရှစ်လုံးရှိမှသူကတည်မြဲတာလို့မို့ဆိုရင်သူများနဲ့ပေါင်းတာတို့နော်အဲ့လိုမျိုး sharing လုပ်နေရတော့ဖြစ်နိုင်တယ်အဲ့ကကြတော့သူတို့ဒီရှစ်လုံးဖြစ်တဲ့အတွက်ဘယ်သူနဲ့မှလည်းပေါင်းစရာလည်းမလိုဘူးဘယ်သူနဲ့မှလည်းနော်ပေးစရာလည်းမလိုယူစရာလည်းမလို share လုပ်စရာလည်းမလိုတဲ့အတွက်သူတို့တွေဒီ noble gas တွေလို့လည်းခေါ်ကြတယ် inner gas တွေလို့လည်းခေါ်တော့တဲ့အောင်ဓာတ်မဖြစ်ဘူးပေါ့နော် reaction ဖြစ်ဖို့ခက်ခဲတယ်အဲ့လိုမျိုးလေးပေါ့အဲ့ကကြတော့နော်ဒီမှာဒီ periodic table ယူစီထားတဲ့ပုံကိုကြည့်လိုက်ပါအဲဆိုလို့ရှိရင်ဒီမှာ1နေနဲ့ဆုံးလို့ group 1 2တွေနဲ့ဆုံးရင် group 2 3ဆိုရင် group 3အဲ့ဒီလိုမျိုးစာကြည့်တဲ့ဖြင့်မှတ်သားလို့ရပါတယ်နော်သူ periodic table ရဲ့စီစဉ်ပုံကလေတော်တော်ကိုစနစ်ကြတယ်နော် to bottom လို့ခေါ်ပြီးတော့မှဒီဘက်ကနေဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင် left to right နော် left to right နော်အဲ့ကကြတော့ကြည့်လိုက်ဒီမှာ top to bottom သွားမယ်ဆိုလို့ရှိရင် electron ပတ်လန်းနေဘာလို့သွားတာကိုတွေ့ရလဲများသွားတာကိုတွေ့ရတယ်ဒီမှာဆိုရင် hydrogen ဆိုရင်ပတ်လန်းတစ်ခုတည်းရှိမယ်ဒီမှာ lithium ဆိုရင်ပတ်လန်းဘယ်နှခုလဲနှစ်ခု second share ရောပါလာပြီဒီမှာဆိုရင် Na ဆိုလို့ရှိရင်ပတ်လန်းဘယ်နှခုရှိမှာလဲ2.8.1 3ခုဒီမှာပတ်လန်း4ခုအဲ့တော့ top to bottom ဒီပတ်လန်းနေများသွားတာဖြစ်တဲ့အတွက်ခြေတို့ဒီ atomic size တွေဒီဘာဖြစ်သွားတာကိုတွေ့ရလဲကြီးလာတာကိုတွေ့ရတယ်အဲ့ကကြတော့ atomic size ဒီ top to bottom ဘာလို့မှလဲဆိုလို့ရှိရင် increase เนาะ atomic size ကဘာလို့မှလဲ top to bottom
increase ဖြစ်မယ်နော်အဲ့ကကြတော့ချဲတော့ left to right ကိုကြည့်အောင်အခုချဲပြောနေတာက atomic site ကိုပြောနေနော်အဲ့တော့ atomic site တွေဒီမှာသူက site တွေကတဖြည်းဖြည်းနဲ့ပတ်လန်းနေကြီးသွားတဲ့အတွက်သူက top to bottom ကတော့ increase ဖြစ်မယ်ဒါပေမဲ့ left to right ကိုကြည့်လိုက်မယ်ကြည့်လိုက် left to right ဆိုရင်ဒီမှာ lithium ကလည်းပဲပတ်လန်းက2ခုနော်ဘရီလီယန်ကလည်းပတ်လန်း2ခုဒီမှာပတ်လန်းတွေကမတိုးပဲနဲ့သူကဘာတွေတိုးသွားလဲဆိုရင် atomic number တွေတိုးသွားတယ်ဒီမှာဆိုရင်3 3 4 5 6 7 8 9 10ဆိုရင် atomic number လေးတွေဖြစ်တဲ့နော်သူက atomic number ကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် nuclear charge လို့လည်းခေါ်တယ်ဘာလဲခေါ်လဲမလဲ atomic number လို့လည်းခေါ်တယ်atomic number ခေါ် nuclear charge တွေတိုးလာတယ်အဲ့တော့ဒီမှာ3လုံးရှိမယ်ဒီမှာ electron က4လုံးအဲ့တော့ nuclear charge တွေတိုးတယ် atomic number တွေတိုးတယ်ပြီးတော့ nuclear charge ဆိုမျက်စိလဲတော့မှဆို nuclear charge ဆိုတာဘာမှမဟုတ် atomic number ပဲ atomic number တိုးလာတဲ့ခါကျတော့ဒီမှာ electron တွေတိုးလာဒီမှာ electron 3လုံးဟော barium မှာ electron 4လုံး boron မှာ electron 5လုံးကာဗွန်မှာ electron 6လုံးအဲ့လိုမျိုး electron တွေတိုးတယ်ဒါပေမဲ့သူတို့ကပတ်လန်းနေမတိုးနော်ပတ်လန်းနေမတိုးဘဲနဲ့ electron တွေပဲတိုးလာတာဖြစ်တဲ့အတွက်တကယ်တဲ့ဒီအတွင်းထဲမှာရှိတဲ့ nucleus တွေချဲတို့ဟိုအရှိမနော် particles လေးတွေအကြောင်းကိုရှင်းတော့ရှင်းခဲ့တယ်ဒါဒီဟလာ electron တွေပတ်တယ်ဒီ electron မှာပါရှိမလဲ nucleus ရှိမယ်အဲ့ nucleus ဒီအပြင်ဘက်က electron ဒီ minus charge ရှိမယ်အတွင်းထဲက nucleus ဒီ plus positive charge ရှိမယ်အဲ့တော့ဒီနှစ်ခုဒီဘာလို့နေမှာလဲ attraction ရှိနေမှာအဲ့ကကြတော့အပြင်ဘက်မှာ electron တစ်လုံးရှိရဲ့ electron 2လုံးမှရှိတဲ့သူနဲ့ပြင်ဘက်မှာ electron 3လုံးရှိမဲ့သူနဲ့ဘယ်သူကဆွဲအားပိုကောင်းမှာလဲ electron 3လုံးရှိတဲ့သူကဆွဲအားပိုများမှာအဲ့ခါကျတော့ပတ်လန်းကတော့ဒါပဲဒါပေမဲ့ electron ရေဓာတ်တွေများလာတာဖြစ်တဲ့အတွက်သူဒီနော်ဆွဲအားတွေ attraction တွေများပြီးတော့မှသူကပတ်လန်းကျုံသွားတယ်နော်အဲ့တော့ဒီမှာ left to right သွားခြင်းအဖြစ်เนาะ left to right ကြည့်မယ်ဆိုလို့ရှိရင်တော့ periodic table ရဲ့ left to right ကြည့်မယ်ဆိုလို့ရှိရင်တော့ကလေးတို့ကဘာကိုတွေ့ရမလဲဆိုလို့ရှိရင်ပတ်လန်းနေမတိုးပဲနဲ့ nuclear charge လို့ခေါ်တဲ့ atomic number တွေပဲတိုးတဲ့အတွက် electron ရေအတွက်တွေပဲတိုးလာတဲ့အတွက်သူတို့ဒီ nucleus နဲ့ဒီ electron တွေရဲ့ဆွဲငင်အားကြောင့်မို့လို့เนาะပတ်လန်းတွေကဘာလို့သွားလဲဆိုရင်ကျုံသွားတယ်အားတွေ attraction တွေများပြီးတော့မှကျုံသွားတယ်အဲ့ဒါကြောင့်မို့လို့ left to right ဆိုရင်ဘာလို့မှလဲဆိုရင်သူ့ရဲ့ size ဒီ atomic size ဒီ decrease ဖြစ်မယ် atomic size လို့ကလေးတို့နားလည်လောက်ပြီလို့ထင်ပါတယ်เนาะ atomic size ဆိုတာဘာလဲatom တစ်ခုရဲ့ဘာလဲ radius တွေကိုပြောတာအဲ့တော့ radius တွေဒီမှာเนาะဒီမှာ top to bottom ဆိုလို့ရှိရင်သူဒီပတ်လန်းနေဘာလို့သွားလဲများလာတာဖြစ်တဲ့အတွက်သူရဲ့တေချာပေါက် radius တွေကြီးသွားတယ်အဲဒါကြောင့်မို့လို့ atomic size က top to bottom ဆိုရင် increase ဖြစ်မယ် left to right ကိုသွားကြည့်မယ်ဆိုရင်ကြတော့ပတ်လန်းနေမတိုးဘူး share တွေမတိုးဘဲနဲ့ဘာတွေတိုးသွားလဲ nuclear charge လို့ခေါ်တဲ့ atomic number တွေပဲတိုးသွားတာဖြစ်တဲ့အတွက်သူတို့ဒီမှာ electron ရေအတွက်လေးတွေတိုးသွားတာဖြစ်တဲ့အတွက် attraction တွေများပြီးတော့မှဘာလို့မှလဲပတ်လန်းကကျုံသွားမယ်ဒါက atomic size အကြောင်းပြီးမှာတော့ ionic size ionic size ကကြတော့သူက periodic table နဲ့မဆိုင်ဘူးเนาะ ionic size ဆိုတာじゃ ion ရဲ့အရွယ်စားပေါ့နော်အဲ့တော့ ion ဆိုတာဘာလဲကိုအရင်ပြောမယ်အဲ့တော့ atom ကနေ atom နဲ့ ion နဲ့ဘာကွာတာလဲပေါ့နော် atom နဲ့ ion နဲ့ဘာကွာလဲအဲ့တော့ atom ဆိုတာကြတော့ Na atom เนาะဒီတိုင်းတည်ရှိနေတာအဲ့တော့ sodium က11 Na ဆိုတဲ့အတွက် 2.8.1 11 Na ဆိုရင် 2.8.1 အဲ့ဒီခါမှာပုံမှန်ပေါ့နော်ပုံမှန် Na atom ဒီကျတို့ကလဲကမှ nucleus ရှိမယ်ပြီးလို့ရှိရင် first shell ထဲမှာ electron ဘယ်နှလုံးရှိမှလဲနှလုံး second shell ထဲမှာ electron ဘယ်နှလုံးတော့8လုံး1 2 3 4 5 6 7 8ဆိုပြီးမှဒါ electron 8လုံးပြီးရင်တက် shell ထဲမှာ electron ဘယ်နှလုံးလဲ electron တစ်လုံးเนาะတက် shell ထဲမှာ electron တစ်လုံးရှိမယ်ဒါက Na atom အဲ့ဒီ Na atom နဲ့เนาะနောက်ထပ်ဒီ Na atom ထဲမှာအပြည့်မဲ့ဆုံးပတ်လန်းမှာသူက1ရှိရတဲ့သူ့ရဲ့ valency 1ဒါပေမဲ့ဒီ atom တစ်ခုဒီနော်electron 8လုံးပြည့်မှတည်မြဲမယ်ဆိုတဲ့အတွက်သူနဲ့နောက်ထပ်ပေါင်းမဲ့ atom တစ်ခုကိုသူက electron လေးတစ်လုံးဖယ်ထုတ်ပေးရတယ်အဲ့လိုဖယ်ထုတ်ပေးလိုက်တဲ့အခါမှာနော်ပုံမှန်ငကိုမူလ Na atom ကနေပြီးတော့မှဘာဖြစ်သွားလဲဆိုရင်နော် Na ion ကိုပြောင်းလဲသွားတယ်နော်အဲ့တော့ဒီမှာ Na ဒါကရိုးရိုး Na ဒီကောင်ကရိုးရိုး Na atom sodium atom အဲ့ sodium atom နေသူဒီနော် sharing လုပ် electron တွေဒီ ion ဖြစ်ပေါ်ပြီးတော့မှ electron တွေ gain မယ်နော် electron ပေးတာတွေယူတာတွေဖြစ်လာပြီဆိုတဲ့အခါကျတော့သူဒီဟိုဘက်ကို electron တစ်လုံးပေးရမှာဖြစ်တဲ့အတွက်သူဒီငကိုမူလရှိတဲ့2.8.1ကနေဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်
2.8 ဆိုတဲ့နော် Na ion ကိုပြောင်းလဲသွားတယ်အဲ့ကကြတော့ကြည့်လိုက်ဒီမှာငကိုမူလရှိရာက2.8.1 Na အတန်းနေပြီးတော့မှ2.8ဆိုတဲ့ Na ion ဖြစ်သွားတယ်အဲ့ဆို electron တစ်လုံးဘာလို့သွားလဲထွက်သွားအဲ့တော့ဒီကောင်ကိုဘာလို့ခေါ်လဲဆိုရင် parent atom လို့ခေါ်တယ်နော်ဒီကောင်ကိုဘာလို့ခေါ်လဲ parent atom လို့ခေါ်တယ်အဲ့တော့ဒီကောင်က parent atom နဲ့ဒီမှာ तू က electron တစ်လုံးထွက်သွားပြီဆိုရင်အဲ့ဒါက positive ion ဖြစ် negative ထွက်တဲ့အတွက်ပေါ့နော်အဲ့တော့ Na plus ion electron တစ်လုံးထွက်ရင် plus 1နှလုံးထွက် plus 2ပေါ့နော်အဲ့လိုမျိုးဖြစ်မှာအဲ့ကကြတော့ဒီဖြစ်ပေါ်သွားတဲ့ Na plus ion လေးဒီဒါကနော် तू က ion ဖြစ်သွားတယ်ငါမူလအစတော့ကဒီဘက်က atom ပဲရှိသေးတယ်ဒါက Na atom sodium atom ပဲရှိသေးတယ်အဲ့မှာသူဒီ electron bond တွေဖြစ်ပေါ်ဖို့အတွက်သူများကိုသူလိုတဲ့တယောက်ကိုပေါ့နော် electron တစ်လုံးပေးရမယ်ပေးလိုက်တဲ့အခါကျတော့သူဒီငကိုမူလ Na atom parent atom မဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲဆိုရင် Na plus ion ဆိုပြီးဖြစ်သွားအဲ့လို electron တွေနော်ရော့တာ electron တွေတိုးလာတာအဲ့ဒီလိုမျိုးဖြစ်သွားတာမှသူက ion ဖြစ်တယ်လို့ခေါ်တာအဲ့တော့ဒီမှာ Na plus ion ဒီနော် positive ion ဖြစ်သွားတယ်အဲကြောင့်မို့လို့ positive ion ဒီသူဒီဘယ်သူထက် parent atom ထက်စိုက်ကြီးမလားစိုက်သေးမလားစိုက်သေးသွားပြီเนาะ electron ထွက်သွားတဲ့အတွက် plus ion နေသည်เนาะ parent atom ထက်ဘာဖြစ်သွားမှာလဲစိုက်သေးသွားမယ်เนาะအဲ့လိုဆိုလို့ရှိရင်သူနဲ့ပြောင်းပြန်ဖြစ်တဲ့เนาะ chlorine atom လေးကိုကြည့်အောင် chlorine ဒီ 2.8.17 chlorine ဖြစ်တဲ့အတွက်2.8.7 2.8.7ဆိုလို့ရှိရင်เนาะဒီမှာ chlorine ဆိုတဲ့အတွက်သူက nucleus ဒါကဘလန်က number 1က2 electron နှလုံး second share ထဲမှာ electron ဘယ်နှလုံးရှိမှာလဲ8လုံး cherry လိုပဲနှလုံးပြိုင်တူပဲဆွဲလိုက်မယ်နော်တကယ်တမ်းဝင်တာကတော့အဲ့လိုမျိုးမဝင်ရဘူးပေါ့နော်တစ်လုံးချင်းစီဝင်ရအဲ့တော့ third share ထဲမှာသူက electron ဘယ်နှလုံးရှိရမှာလဲ9လုံးရှိရနော် electron 9လုံးရှိရနေ6 9လုံးအဲ့တော့ဒီမှာကြည့်လိုက်ဒီမှာကျတော့သူက9လုံး balance 7ဆိုတဲ့အတွက်ရှေ့ထဲကနှုတ်လိုက်သူက balance 1ပေါ့နော်အဲ့သူလိုနေတာကတစ်လုံးလိုနေတာဒီမှာကျတော့ဒီဘက်ကထားပါတော့ဆိုဒီယမ်နဲ့ Na နဲ့ Cl နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ဒီဘက်က electron ဒီမှာတစ်လုံးပို့နေတဲ့အပြင်မှာဆုံး balance တို့ဒီဒီမှာလာပြီးတော့မှတော့ပေါင်းမယ်လာပေါင်းမယ်အဲ့ခါကျမှသူဒီဘာဖြစ်သွားလဲဆိုရင်2.8ဘာဖြစ်သွားမှာလဲ8ဖြစ်သွားမှာနော်2.8.8ဖြစ်သွားမယ်အဲ့ခါမှသူဒီတည်မြဲသွားမယ်ပေါ့ကလိုရင်းဒီသူဒီဘာမှမလုပ်သေးတဲ့ကလိုရင်းအထံလေးပဲဖြစ်တယ်သူဒီ parent atom အဲ့ဒီခါမှာဟိုဘက်ကနေပြီးတော့မှ Na ကနေပြီးတော့မှ electron တစ်လုံးပေးလိုက်လို့ရှိရင်သူဒီဘာဖြစ်သွားလဲဆိုရင်2.8.8ဆိုတဲ့ဘာဖြစ်သွားလဲဆို electron တစ်လုံးဘာလုပ်လိုက်လို့ပိုးလာပြီအဲ့ဒါဆိုလို့ရှိရင် Cl ငကိုရှိရဲ့ထဲကနေပြီးတော့မှ minus electron တစ်လုံးပို့တဲ့အတွက် Cl minus ဆိုတဲ့နော် negative ion လေး chlorine ဘာဖြစ်သွားပြီလဲ ion လေးဖြစ်သွားပြီเนาะအဲ့တော့ဒီမှာအဲ့ဆိုလို့ရှိရင် negative ion နေသည် parent atom နေတဲ့ဘာလို့တော့မှာလဲ site ပို့ကြီးသွားမယ်เนาะ negative ion နေသည် parent atom နေတဲ့ site ပို့ကြီးတယ်နော်ဒီ positive ion တွေဒီ parent atom တွေထက် site ပုံငယ်တာကိုတွေ့ရတယ်နော်ဒါကတော့ ionic site ionic site ဆိုတာပါလဲနော်ionic site ကကြတော့သူဒီparent atom နဲ့ ion ဆိုတာကိုဖွဲ့စည်းရရတယ်နော် ion ဆိုတာဘယ်လိုဖြစ်တာလဲ electron တွေရော့သွားတယ်ဆိုလို့ရှိရင်အဲ့ဒါ electron တစ်လုံးရော့electron တွေရော့သွားတယ်ဆိုရင်သူက positive ion တွေဖြစ်မယ် electron တွေ gain နော်ရရှိလာတယ်ဆိုလို့ရှိရင်သူဒီ negative ion တွေဖြစ်မယ်clear textbook လေးထဲမှာเนาะဒီမှာ size ဆိုတာပါတယ် size ကเนาะ atomic size atomic radii ပေါ့နော် atomic radii ဆိုတာဘာလဲ atomic size is generally described by the radius of an atom เนาะ atomic size ဆိုတာက atom ရဲ့ radius ကနေဖော်ပြပါတယ်เนาะ atom ရဲ့ radius ကိုဖော်ပြတာပေါ့နော် atom radius က decrease from left to right across a period เนาะသူက left to right ဆို decrease ဖြစ်မယ်တဲ့ this is because ဘာလို့လဲဆိုရင် going from left to right across a period က the nuclear charge atomic number တွေက increase တိုးလာတယ် while the add electron under the outermost shell เนาะအဲ့တော့အပြင်မှာဆုံးပတ်လန် electron တွေပို့ပြီး
တော့မှတိုးလာတယ်ပေါ့နော်သူကဘလန်မတိုးဘဲနဲ့ electron တွေပဲတိုးလာတယ်လို့ပြောချင်တယ် the increased nuclear charge เนาะအဲ့တော့တိုးလာတဲ့ nuclear charge တွေက attract the electron in the outermost shell closer to the nucleus အဲ့တော့သူကเนาะအပြင်မဆုံးပလန်မှာရှိတဲ့ electron တွေကနေပြီးတော့မှ nuclear charge တွေကဆွဲဆောင်ပြီးတော့မှအချင်းချင်းပေါ့နော် attraction တွေဖြစ်ပြီးတော့မှเนาะဒီ closer to the nucleus ကိုပို့ပြီးတော့မှနီးလာတယ် hence ဒါကြောင့်မလို့ the shell contrast resulting in smaller atoms the atomic radii increase from top to bottom down the group in the periodic table အဲ့တော့ periodic table မှာเนาะ down the group အပေါ်ကနေအောက်ကို top to bottom သွားပြီးဆိုရင် increase ဖြစ်မယ်ဘာလို့လဲဆို this is because as the number of electrons increase electron တွေကတိုးလာတယ်ဒါကြောင့်မလို့ these additional electrons are in the large electron shells เนาะအဲ့တော့ဒီမှာ shell နဲ့ပဲ shell တွေပို့ပြီးတော့မှ shell ရေတော့တွေများလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ further and further from the nucleus hence ဒါကြောင့်မလို့ the shell expand resulting in larger atom အဲ့တော့ larger atom မှာကျတော့သူကပို့ပြီးတော့မှ nucleus နဲ့ဝေးတော့တာဖြစ်တဲ့အတွက် electron တွေပို့ပြီးတော့မှပေါ့နော်ပြန်ကားလာတဲ့အတွက်သူဒီ site ကြီးသွားတာဖြစ်တယ်ပတ်လန်းတွေတိုးလာနော် ionic site ကကြတော့ionic site ကကြတော့ one or more electron အဲ့တော့ electron တစ်လုံးဒါမှမဟုတ်ရင်တစ်လုံးထပ်ပို့ပြီးတော့မှတဲ့ are removed from a atom နော်အဲ့တော့ဒီမှာ ionic site ပေါ့နော် ionic site ကဘာလဲဆိုရင် one or more electrons are removed from a metal atom အဲ့တော့ metal atom တစ်ခုကနေပြီးတော့မှပေါ့နော်သူက metal တွေမှာဖြစ်တာပေါ့နော်အဲ့တော့ metal atom တစ်ခုကနေပြီးတော့မှ electron တစ်လုံးကိုဖယ်ထုတ်လိုက်မယ်တစ်လုံးဒါမှမဟုတ်တစ်လုံးထပ်ပို့ပြီးတော့မှဖယ်ထုတ်ခံရတဲ့အခါမှာ positive ion တွေ cation ion တွေဖြစ်ပေါ်လာတယ် both a positive ion အဲ့တော့ဒီမှာ electron တွေဖယ်ထုတ်ခံရရင်သူဘာဖြစ်မှာလဲ cation ဖြစ်မယ်နော် positive ion ဖြစ်မယ်အဲ့တော့but both a positive ion နဲ့ parent neutral atom မှာ had the same nuclear charge သူတို့တွေဒီ atomic number တွေ nuclear charge တွေကတော့မပြောင်းလဲဘူးတူတူရှိတယ် there is a larger number of electron in the positive ion positive ion တစ်ခုမှာဆိုလို့ရှိရင် electron ရေတော့ကဘာလို့သွားမှာလဲသူကဖယ်ထုတ်ခံရတဲ့အတွက်နည်းသွားတယ် hence အကြောင်းမလို့ the repulsion between electron is reduced in the positive ion အဲ့တော့ဒီ positive ion မှာသူကပို electron တွေရဲ့ repulsion တွန်းကန်အားတဖြည်းဖြည်းနဲ့ဘာလို့မှာလဲနည်းသွားတယ်ဒါကြောင့်မို့လို့ positive ion is always smaller than its parent atom သူရဲ့ parent atom နဲ့ကိုမူလာပေါ့နော်ဖယ်မထုတ်ခံရသေးတဲ့အတန်မြင့်အရွယ်အစားတဲ့သူဘာလုပ်နေမှာလဲသေးသွားမှာအဲ့တော့ one or more electrons are added เนาะဘာလို့မှလဲပေါင်းထည့်ခံရမယ်ဆိုလို့ရှိရင်တော့သူကဘာဖြစ်မှာလဲဆို negative ion တွေဖြစ်မယ် negative ion တွေဘာလို့ခေါ်လဲဆိုရင် anion တွေလို့ခေါ်တယ် is found both a negative ion နဲ့ parent neutral atom တွေမှာ nuclear charge တွေတော့တူတယ်เนาะthere are a greater number of electron ရေတော့တွေဘာလို့လာမှာသူကပေါင်းထည့်ခံရတဲ့အတွက်ငကိုမူလ atom ထက် electron တွေရေတော့တွေပိုလာမယ် hence ဒါကြောင့်မို့လို့ the repulsion between electrons it increase in the negative ion မှာဆိုလို့ရှိရင်เนาะ electron တွေအချင်းချင်းကြားတွေကเนาะဒီတွန်းကန်အားတွေကတိုးလာတယ်ပေါ့နော်တိုးလာတဲ့ negative ion ကအမြဲတမ်းဘာလုပ်နေမှာလဲ larger than its parent atom သူ့ရဲ့မူလမိဘ atom ထက်ပိုပြီးတော့မှမူလ atom ထက်ကြီးနေမယ်လို့ပြောချင်အခုပြောပြသွားတာတော့ atomic size နဲ့ ionic size အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ပြောနေပါတယ်